ဘင်္ဂလီအသွင်ပြောင်းဘုနှစ်သန်းသည်မူလဘင်္ဂလီလူမျိုးတန်း190ထဲမှာဤကြဖန်တီးထားသလားဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်ပြီးတော့ရှင်မဖြူကျင်းစာတဲ့ရှိတ်ဟာစီနာဝါစစ်လက်ရှိပြည်ပြေးဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့အကြောင်းပစ္စမပိုင်းpart 5ကိုဆက်လက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ခေတ်ဆက်ဆက်မြမမြေပေါ်မှာမရှိခဲ့တဲ့အသွင်ပြောင်းဆိုတဲ့လူတွေဟာလူမျိုးတော်မရှိဘဲနဲ့ဘာဖြစ်လို့တိုင်းရင်းသားအဖြစ်ပြည်တော်စုမြန်မာနိုင်ငံထဲကိုဝင်ပါနေခြင်းကြလဲဆိုတော့သိရမှာဖြစ်ပါတယ်နောက်ွယ်ကအလွန်တရာမှကဘာနဲ့ချီတဲ့အကြီးကြီးသောအကြောင်းတရားတွေရှိပါတယ်ဒါကိုအယောင်မမနဲ့တော့သူဆန်စားရဲ၍တော့လည်းကောပစိန်ရိုးလှုပ်ချေတော့လည်းကောနိုင်ငံတကာပြည်အားကြောတော့လည်းကောငါရန်သူရဲ့ရန်သူကငါမိတ်ဆွေဆိုတဲ့အယူဆနဲ့တော့လည်းကောပေးလိုက်မိလို့ကတော့ကမ္ဘာမြေပုံမှာမြမမြေပုံမှာ2030 40မတိုင်ခင်ရောက်ွယ်သွားတော့မယ်ဆိုတာအမုန်းစကားမဟုတ်တဲ့သမိုင်းမှန်ထောက်ထားများမြမသမိုင်းမှာရှိပါတယ်မြမနဲ့ရခိုင်တို့ရဲ့ပထဝီမြေတစ်ဆက်တီးရှိနေတယ်ဒီဥပမာကိုယူပြီးကျွန်တော်တို့အနောက်တကားလို့တင်စားပြောကြတဲ့ရခိုင်ပြည်နယ်ကိုကြည့်အောင်ရခိုင်မြောက်ပိုင်းမှာမောင်တော်ဘူးတီတောင်ရသေးတောင်ဆိုတဲ့မြို့နယ်3မြို့နယ်ရှိပြီးတောင်ဘက်ကိုဆက်ဆင်းလာရင်စစ်တွေမြို့ဆိုပြီးပထဝီမြေတစ်ဆက်တီးရှိပါတယ်ဒီမြို့တွေမှာမျိုးလူမျိုးကမီလူမျိုးတက်လူမျိုးဒိုင်းတဲ့လူမျိုးမရမာကြီးလူမျိုးရခိုင်ဆိုတဲ့တိုင်းရင်းသားတွေဟာလူဦးရေအားဖြင့်အလွန်နှဲပါးစွာနေထိုင်ပြီးဘင်္ဂလီလူဦးရေအလွန်များပြားစွာနေထိုင်တဲ့မြို့တွေဖြစ်ပါတယ်ဗြိတိရှတို့ကိုလိုနီခေတ်မတိုင်မီအင်္ဂလိပ်ခေတ်နဲ့အင်္ဂလိပ်ခေတ်နောက်ပိုင်းတွေမှာတိုင်းရင်းသားလူဦးရေတွေကတဖြည်းဖြည်းနည်းနည်းလာပြီးဘင်္ဂလီအသွင်ယူလူဦးရေကတဖြည်းဖြည်းများလာပါတယ်ဒေသရင်းစီးပွားရေးလူမျိုးဘာသာရေးလူမျိုးရေးပြည်အားမျိုးစုံကြောင့်တိုင်းရင်းသားတွေနည်းနည်းလာပြီးဘင်္ဂလီတွေများလာတာပါအင်္ဂလိပ်ခေတ်ကစပါးစိုက်ပျိုးရတဲ့ဘင်္ဂလီလေယာလုပ်သားတွေကိုတွန်းလာခြင်းဂျပန်ခေတ်အလဲတန်ကျော်အရေးခင်း88အရေးခင်း2012အရေးခင်း2016 2019ရေးခင်းတွေကပြည်အားလုံးများပြားတဲ့ပြည်စင်တွေဖြစ်ပြီးအခုကမှကိုပီအာနန်ကော်မရှင်ရဲ့ပြည်အားဂမ်ဘီယာတရားစွဲတဲ့ပြည်အားတွေကလည်းအထွတ်အထိပ်ကိုရောက်လာတာတွေ့ရပါတယ်အသင်မြောင်းဘင်္ဂလီတို့မို့အလွန်များတဲ့နှုံးနဲ့မျိုးပွားနေတဲ့ဘင်္ဂလီလက်ရှိကမ္ဘာ့ကြီးမောင်တော်မှာဘင်္ဂလီအသင်မြောင်းလူကြီး96ရာခိုင်နှုန်းဘူးတီတောင်မှာဘင်္ဂလီအသင်မြောင်းလူကြီး95ရာခိုင်နှုန်းရခိုင်ရသေးတောင်မှာဘင်္ဂလီအသင်မြောင်းလူကြီး80ရာခိုင်နှုန်းစစ်တွေမှာ90ရာခိုင်နှုန်းလောက်နေထိုင်ကြပါတယ်။ပုံနှကျွန်းကြောက်တော်မြေပုံများဥစားရှိတဲ့မြို့တွေမှာလည်းဘင်္ဂလီလူကြီးများပြားနေအလွန်များတဲ့နှုန်းနဲ့မျိုးပွားနေစေဖြစ်တယ်။ကျန်မြို့နယ်တွေမှာရှိတဲ့လူကြီးကလည်းနိုင်ငံလူကြီးရဲ့3.5ရာခိုင်နှုန်းလောက်ရှိရင်တိုင်းသားရေးရဝန်ကြီးဆိုတဲ့နေရာကိုတော့ရနိုင်သွားမှာဖြစ်ပါတယ်။ကဘာကြီးနဲ့စာရပေတဲ့ဝန်ဆန့်နေသည့်ဘင်္ဂလီလူမျိုးများဒီအကြောင်းအရာကိုတော့လူမျိုးတစ်မျိုးနဲ့တစ်မျိုးမုန်းတီးတဲ့စိတ်နဲ့ဘင်္ဂလီများကိုပြောခြင်းမဟုတ်ပါဘူး။တရုတ်လူမျိုးပြီးလို့ရှိရင်ကဘာမှာဘင်္ဂလီဟာဒုတိယလိုက်လောက်အောင်လင်းမြန်တွက်လက်ပြီးတော့ထက်မြက်တဲ့လူမျိုးဖြစ်လာတာကိုတွေ့ရပါတယ်။2017ခုနှစ် American Community Survey ACS ကိုအခြေခံရဲ့ American နိုင်ငံ Bureau of the Census American သန်းခေါင်စာရင်းဗဟိုက2020တွင် American ၌ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘင်္ဂလီအရေအတွက်1,300ရှိကြောင်းထို့နောက်3,920,000အထိရှိလာကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်စကားလီစကားပြောသူတန်းပေါင်း130ခန့်ပြပထမသုံးမှုဒုတိယစကားပြည့်လူဦးရေတန်းတရာပြောဆိုနေကြပါတယ်။အိန္ဒိယနဲ့85သန်းခန့်အဓိကအပြည့်နောက်ဘင်္ဂလားအာသန်နဲ့တရိပူရပြည်နယ်များ United Kingdom အမေရိကန်နဲ့အရှေ့အလယ်ပိုင်းကြီးမားကျယ်ပြန့်သောရွှေပြောင်းအခြေချတိုင်းများတွေဘင်္ဂလီအများဆုံးဖြစ်နေပါတယ်။ကုလသမဂ္ဂညီညွတ်မှုဒိန်းရေးတပ်တွေနဲ့စစ်သားတို့တနအီအမေရိကန်ဒေါ်လာ73မှ$15ဝင်ငွေရသည့်စစ်သားအင်အား9,200ကျော်မှလည်းဘင်္ဂလီလူမျိုးဖြစ်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဗိုလ်ချုပ်အဆင့်ထိပါဝင်နေတာကိုတွေ့ရပါတယ်။ကုလသမဂ္ဂတပ်မှတစိမ့်တပ်သညက်ကရင်များပင်ပြီးခဲ့သည့်အထူးရုံးနဲ့ကမ္ဘာမီဒီယာမှာပေါ်တင်မြင်ခဲ့ရသည်ပါတယ်။ဘင်္ဂလီစစ်တပ်မှအာဏာသိမ်းမှုအကြိမ်ပေါင်း29ကြိမ်တိတိရှိခဲ့တယ်။မယိုးပဲဆန်းနေတဲ့ဘင်္ဂလီနိုင်ငံရေးသမားများ၏အုပ်စုတိုက်ပွဲများလည်းတွေ့ရပါဖြစ်ပါတယ်။အထူးသဖြင့်ဗီဂန်တိုက်ပွဲလို့ခေါ်တဲ့ဗီဂန်ချိတ်အာဇီနာဝါစစ်နဲ့ဗီဂန်ခါလီဒါဇီယာတို့ရဲ့တိုက်ပွဲများလည်းလွန်ကြောက်စရာကောင်းတော့အုပ်စုကွဲနေတာကိုတွေ့ရမှာဖြစ်ပါတယ်။အင်းကြီးချင်းတွေနဲ့ရောလူလူကြိုက်ရှေ့ရစီနာဆက်ဆက်နိုင်ငံလားအင်းကြီးချင်းတွေကြာနီနီကတရုတ်နိုင်ငံနဲ့ကောင်းမွန်သောဆက်ဆံရေးရှိတော့လဲ၎င်း၏ကျိုးစီးပွားကိုရှေးဥစွာအိန္ဒိယသို့သူ
ပေါက်ဆက်ပြောပြနိုင်ငံတယ်ဥပမာပြသူမသည်1 billion ဖွံ့ဖြိုးရေးစီမံကိန်းအတွက်အိန္ဒိယကိုတရုတ်တဲ့ပုံနေတဲ့ကြောင်ဂျာမေးတီကပြောခဲ့မှုပါတယ်သို့တော်လည်းအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးအမှန်တကယ်တင်ကျစီသည့်ချက်မှာဟာစီနာအစိုးရနဲ့လက်စစ်တာကဏ္ဍရှိအိန္ဒိယအက်နီအုပ်စုတို့ကြားသဘောတူညီချက်တစ်ခုဖြစ်ပြီးရင်းသဘောတူညီချက်ကဘင်္ဂလားဒေ့ရှ်အိန္ဒိယဂျာခန်ကြီးဒေါ်လာ18 ဘီလီယံဆက်ယူမှကြောင်မီတို့အချိန်ကလက်စစ်တာရရှိပြီဖြစ်ပါတယ်သို့တော်ဘင်္ဂလားဒေ့ရှ်ခြားရင်းများတွေပေးဆက်မိအကုန်လုံးလာတဲ့ပုံမှုမြန်မာသောအခွန်ခံများပေးဆောင်နေသောကြောင့်ဆိုပါသဘောတူညီချက်သည့်တိုက်ခိုက်များတွင်မပြေလည်မှုများဆက်မှဖြစ်ပေါ်စေခဲ့ပါတယ်ထို့ပြင်အရာနီကုမ္ပဏီနှင့်မြည်သည့်သဘောတူညီချက်ကိုအိန္ဒိယဝန်ကြီးချုပ်နရိန္ဒရာမိုဒီမျက်နှာသာရဟန်ရှုမြင်လာသောကြောင့်ဆိုပါသဘောတူညီချက်တဲ့စိတ်မငြိမ်မသက်ဖြစ်လာခဲ့ကြပါတယ်အဒါနီကုမ္ပဏီသည်အိန္ဒိယဝန်ကြီးချုပ်နရိန္ဒရာမိုဒီနှင့်ဒီကစားချိတ်ဆက်ထားကြောင်းအဝါမီလိသို့မဟုတ်လိုဝက်ချက်မဟုတ်ကြောင်းအဒါနီကိုမျက်နှာသာပေးသောစီးပွားရေးတူညီချက်သည်မိုဒီတမနိုင်ငံရေးမျက်နှာသာရမှုကိုအစိုးရထံယူဆောင်လာပေလိမ့်မည်ဟုစီမန်ဘာဘက်က၎င်းဘရာဇယ်ရှိဘာကြီးတက္ကသိုလ်၏နိုင်ငံရေးသိပ္ပံဌာနမှသုတေသနလုပ်ဆောင်ခဲ့မှတူကအဂျေစီယာသတင်းဌာနသို့2023ခုနှစ်မှာပြောကြားခဲ့ပါတယ်။ဝါရှင်တန်အခြေစိုက်တင့်တယ်ဖြစ်တဲ့ American Enterprise Institute AEI ကလည်းဘင်္ဂလားဒေ့ရှ်နဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းသည်9.39 ဘီလီယံခန့်ရှိပြီဖြစ်ကြောင်းအဲဒီ2023ခုနှစ်ကခန့်မှန်းထားပါတယ်။ထို့ပြင်တရုတ်ကုမ္ပဏီများသည့်ကဏ္ဍအသီးသီးနဲ့ကန်ဒေါ်လာ2294 ဘီလီယံတန်ဖိုးရှိစောက်လေကန်ထရိုက်များကိုလက်ခံရရှိခဲ့ပါတယ်။နောက်ထပ်တရုတ်အစိုးရထံမှလည်းအမေရိကန်ဒေါ်လာ5ဘီလီယံခန့်အရှိချင်းကိုရနေရတေချာကျိုးပန်းနေပါတယ်။ဘေကျင်းမှာတရုတ်နိုင်ငံသားတသိန်းခန့်အပါအဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းပြည်တဲ့ဒုကျစွာအခြေချလုပ်ကိုင်နေကြပါတယ်။ကုလသမဂ္ဂစီးရင်များဟာလူကြီး2တန်းကျော်ဘင်္ဂလီအသွင်ပြောင်းများတွင်လူကြီး150ဦးတပ်ဖြတ်ခံရသည်ကုလသမဂ္ဂစီးရင်များမြန်မာနိုင်ငံနှင့်ဆက်ဆက်နေသည့်ဘင်္ဂလီအသွင်ပြောင်းလူ2တန်းကျော်တွင်လူ150ခန့်တပ်ဖြတ်ခံရသည်ကိုဂျီနိုဆိုက်ဟုကမ္ဘာသည့်အော်နေချိန်မှာတရားဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မှခေါင်းဆောင်စုသူများပင်သည်လက်သည်မပေါ်ဘဲနဲ့သူတို့အချင်းချင်းတပ်ဖြတ်တုံ့တင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဝန်ကြီးချုပ်9ချိန်တိတိဖြစ်လာသူရှိတ်ဟာစီနာကိုလည်းလုံခြံတပ်ဖြတ်မှု19ချိန်တိလုံခြံနေသည့်မှတ်တမ်းများကြားသိရပါမြူတနီလို့ခေါ်တဲ့သဘုံထမှုဟာလည်းဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ်ဗိုလ်ချုပ်များနဲ့နေကြားဆောင်မှာရှိတဲ့ရိုဟင်ဂျာအောင်တိုက်ရိုက်ကင်တွယ်နေတဲ့နေကြားဆောင်တပ်သားများကြားမှာလသာနှုံနာနဲ့မပြေလည်မှုကြောင့်တပ်တွင်းပုံကံမှုဖြစ်ပေါ်ပြီးတော့အရာရှိကြီးပေါင်း50ကျော်တဘောအချင်းပြစ်သက်ခံရတဲ့အမှုအခင်းကြီးလည်းဟာစီနာလက်ထက်မှာဖြစ်ပွားခဲ့ရပါတယ်အဓိကကတော့ဟာစီနာလက်ထက်မှာဖြစ်ပွားခဲ့တဲ့ထိုးဖြစ်စဉ်မှာဆိုရင်ဟာစီနာရဲ့လက်မယွတ်အဖွဲ့နဲ့ဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ်အဖွဲ့တို့ထိတိုက်တွေ့တဲ့အပိုင်းတွေလည်းတွေ့ရှိရမှာဖြစ်ပါတယ်ဟာစီနာကမြန်မာနိုင်ငံ၏ဘာနဲ့အကြမ်းဖက်မှုလက်မခံနိုင်ဘူးပြည်စုံမြန်တခုလေရှေ့ဟာစီနာပြောင်းဖွင့်ပြောတယ်ဘင်္ဂလီသူများလူနည်းစုများပေါ်စစ်တပ်၏လုပ်ရသည့်လက်ခံမှုမရှိဘူးပြောခဲ့တယ်အိန္ဒိယဘင်္ဂလားဒေ့ရှ်နဲ့ကိုရံရာနဲ့ကြီးတော့အကြမ်းဖက်မှုများကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းပြောတယ်ဒုက္ခသည်များနေရပြန်ရင်းနဲ့ပတ်သက်ပြီးဒါကာသည်မြန်မာနိုင်ငံမှာအမကန်ရရှိထားကြောင်းဟာစီနာကသတင်းဌာနသို့ပြောကြားခဲ့တယ်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကိုသူတို့မှာအမိုးကရှိဖို့သဘောတူပြီးသူတို့ရဲ့လုံခြုံရေးအတွက်အစီအစဉ်တွေအကုန်လုံးကိုသူမကရန်ကုန်ထောက်ပံ့သူများရှိမှဆိုပါတယ်အာရှရဲ့ပတ်သက်သူနိုင်ငံရေးကောင်းဆောင်ဒီကန်းချိန်ဟာစီနာရှင်းမပြူချိန်သာတင်ချိန်မြန်မာတို့စီးလုံးမှုလိုပါပြီ21ရာစုဝင်လာခဲ့ဒီမှာလည်းရာစုနှစ်၄ပုံတစ်ပုံမကတပုံကုံဆုံးရက်နီးလာပြီယနေ့ကဘာကြီးဒီအင်အားကြီးသူတွေလောဘအတော်မတတ်နိုင်နေစားသုံးလူပထမအမြင် consumerism နဲ့ဝါ economy စစ်အခြေခံစီးပွားရေးစနစ်ကို proxy ဝါများဖန်တီးသည့်တကောင်သားလက်ကိုင်စစ်ပွဲများဖြင့်ဖန်တီးပြီးတော့မိမိတို့ပြောင်းတော်မြန်မာနိုင်ငံကိုနီးမျိုးစုံနဲ့ကျူးကျော်ဝင်ရောက်အခြေချဖို့လှုပ်လာတာကိုတွေ့ရ။ပြန်စားတာပေါ်များသည့်နိုင်ငံငယ်လေးများနဲ့စစ်တပ်နဲ့နိုင်ငံအဆောက် institution power စီလုံးညီညွတ်မှုကိုလည်းနီးမျိုးစုံပြည်သူနဲ့စစ်တပ်ကိုနီးမျိုးစုံဖြိုခွဲလာတာကိုတွေ့ရပါတယ်။တိုင်းရင်းသားနဲ့ပြည်သူတို့ကြာညာဆမှုများစေလိုခြင်းမစားရတဲ့အမဲ့သဲနဲ့ပဲဆိုတဲ့ပုံကြီးရဲ့ခြေတန်းဒီလူခွင့်ရမှုရိုက်တဲ့သူတွေချင်းစောင့်နေရသောနိုင်ငံကြီးသားတာဝန်တို့မတိမတ်မြပြုခြင်းနိုင်ငံသားခွင့်ရေးရနေသူလူမျိုးလိုက်ချပြီးဒေသခံတိုင်းရင်းသားတို့အစိုးရအုပ်စုဖြစ်ခွင့်ရေးများကိုစနစ်ပြည့်သိသည်ဟုဆိုဆက်ပြီးနိုင်ငံသားတာဝန်ချုပ်ရေးအကျင့်ပြည့်စေခြင်းလွန်ခဲ့တဲ့နှစ်ပေါင်းတွေဟာအမျိုးတို့ဘဝမှာကြုံခဲ့ကြသည့် 3M မချက်မစ်ရှင် military ကြောင့်လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်ကိုမမေ့အပ်ကြစေဟံမိသူမပြုမိမိဆိုသည့်မိမှုဆိုသည့်နိုင်ငံတော်နဲ့နိုင်ငံသားလူငယ်များယနေ့ဂျန်ဆက်အားလုံးမျိုးသားကျိုးစီးပွားပထမဦးစားပေးအသည့်တရားတွေဒေါ်လာရေးသတိရှိကြရမည်ဖြစ်ပါသည်
နိုင်ငံငယ်လေးများပေါ်အချက်ကြောင့်ကင်းမဲ့စွာပြီးယနေ့လူခွင့်အပင်းစိတ်များအတင်းသွတ်သွင်းနေပြီးနိုင်ငံကြီးသားစိတ်ဓာတ်နဲ့နိုင်ငံသားတာဝန်များကိုစိုးစည်းများပေါ်ပြမသိစေပဲခေတ်သစ်ကိုလိုနီလက်နက်ကအနိုင်ကျင့်ရန်ဆောင်ကစစ်အခြေခံစီးပွားရေးစနစ်ကိုတာယာအမျိုးမျိုးဆွပေးပြီးတော့ကျင့်သုံးလာကြပါတယ်ဒီခုနှစ်ပေါင်း200ပြည့်သောနှစ်နဲ့စာရေးသူတို့ကြုံဆုံနေရသည်မှာ 3M ဖြစ်နေပြီး media mandate နဲ့ military ဆိုသည့် social media လွတ်လပ်ခွင့်ကိုတလွဲအသုံးချပြီးနိုင်ငံသားလုံခြုံရေးနားမလည်သည့် liberal မစိုးမဖို့ liberal မမိမတီဘဝသို့လူငယ်များကိုတွန်းပို့ပါတယ်ထိုမှတပံမဆုံးနိုင်သောလူသားတို့၏လောဘအခြေခံကဈေးကွက်ဖွင့်စီးပွားရေးစနစ်ကိုထပ်ခါတလဲလဲအသစ်ဆန်းများနဲ့ရင်မှုဆွဲလန်းစေပါတယ်နောက်ဆုံးတွင်မိမိတို့လူလာသည့်ကျိုးဆက်ရုပ်သေးအစိုးရလူပုဂ္ဂိုလ်ကိုရှစ်တင်ပြီးအချီနိုလွန်မိုင်းတိုက်ကလူရဆွဲသည့်နိုင်ငံရေးစနစ်များအတင်းသွတ်သွင်းပါတယ်ထိုသူများကိုတပ်ပါဈေးကွက်စီးပွားရေးထုတ်ကုန်လိုမလိုသည့်ကနှီးမျိုးတို့သုံးပြီးတော့ပယ်ရှားပါတယ်တချို့လက်သက်မပေါ်ပဲအသက်ခံရပါတယ်နိုင်ငံသားတို့သွေးကွက်စိတ်ဓာတ်ပြက်ပြီးမှစစ်မှတ်ကိုလိုလားတာပြုလာတယ်စာရုပ်သည်စစ်ပွဲအနိုင်ရှုံးစစ်မြေပြင်အားသာခြင်းများကိုစစ်သူကြီးတယောက်လုံးမသုံးသပ်နိုင်ပါသို့သောစစ်ပွဲများကိုဖန်တီးနိုင်သည့်လက်မဲကြီးတို့၏အိတ်တောင်ထဲမှာစိုက်ထုတ်ကိုကြနိုင်သည့်အနိုင်တန်ရရသောစစ်အခြေခံစီလူမှုကွန်ကြီးကယ်ဆယ်ရေးနဲ့ဗိဒုက္ခပံ့ပိုးတဲ့ငွေများနဲ့တော့ထိုငွေများလာလမ်းကြောင်းများကိုလက်နဲ့ပံ့ပိုးငွေလာရနဲ့လာတော့စိတ်ဝင်စားပြီးစနစ်တကျသုတေသနပြုစစ်ဆေးခဲ့တာပါတယ်စာရေးသူတို့၏ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်အချုပ်အခြာအာဏာကိုထိပါစေသည့်ရှမ်းမြောက်တိုက်ပွဲများနဲ့တိုင်းရင်းသားတပုံတူကိုဘကတနက်နှင့်စစ်သုံးဆောင်များစုစုပေါင်းတန်ဖိုးသည့်လူတူအတွက်ကျပ်သိန်း1000ခန့်လာရောက်ရင်းနှီးမြှုပ်နှံတာကိုတွေ့ရမှာဖြစ်ပါတယ်။နေ့စဉ်လည်းထိုသူတို့ဒီအုပ်ချုပ်မှုစရိတ်ဤပညာကူငွေစားရည်ရည်ကငွေလာရနဲ့လာရဟိုဘယ်မှာရှာလို့တွေ့မလဲတွေ့နိုင်ပါတယ်။နိုင်ငံသားတွေနေ့စဉ်ပေါ်မှာပြည့်စည်ပြီးမြို့ရများမတီးမငိမ့်ဘေးမချမ်းပညာရေးနဲ့ကျန်းမာရေးများပြည့်စည်မှုရက်လက်ပြီးအဆိုပါကုန်ကြစည်ထုတ်လုပ်ဆိုင်သူတို့ကမြို့တရားစာတမ်းများနဲ့လူသားအရင်းမြစ်များထပ်မှာတွက်ချစ်ကြအောင်အကွက်ချညှိယူနေပြီကိုရေးစားမိပါကမိသည့်နိုင်ငံရေးစနစ်လာတာစာရေးသူတို့အချိန်နဲ့တပြေးညီခေတ်သစ်ကိုလိုနီစနစ်များ၏တမနာအောက်ကျွန်းသဘောဘဝ under the heel of iron neo-colonialism ကပြေးမလွတ်နိုင်ကြတော့ပါဒီချိန်ကလင်းလင်းတောက်ကြိုက်ခဲ့ကြသည်သူပြည်သူကတလားတွင်ကြိုက်ခဲ့ကြပြီးသူပြည်သူကတလားတွင်မောင်းထုတ်တာကိုခံရသည်ဘင်္ဂလီမျိုးချစ်ဟုခေါ်သောဣရအာရသွေးပါသည့်ဘီဂန်ရှိတ်ကာစီနာဝါစေးလက်တွေ့ဘဝကိုတင်ပြရင်ဤဆောင်များဖြင့်မြန်မာပြည်သူပြည်တော်စုသမ္မတနိုင်ငံကြီးသားအပေါင်းကိုအာရှရဲ့ပန်းနဲ့သူနိုင်ငံရေးကောင်းဆောင်တို့ကိုစားပြုပါရှင်ပြူချိန်သာတင့်သွားကြသောရှိတ်ကာစီနာဝါစေးဘင်္ဂလားဒေ့ရှ်ပြည်ပြည်ဝန်ကြီးချုပ်ဟောကိုအမိတက်ပြီးအချိန်မီပေါင်းထိုးပြလိုက်ပါကြောင်းဇာမနီစံမောင်14ရက်8လ2024ဗုဒ္ဓနေ့ကရေးသားတဲ့ဆောင်းပါးကိုအတန်ပိုင်ပြည့်တင်ဆက်ခြင်းဖြစ်ပါတယ်။ဒီနေ့ဟာဆိုလို့ရှိရင်20ရက်2လ2020